မြေကိုခေတ္တရောက်လာတောင်းဝန်ကြည်အောင်ထမ်းရွက်စေဆုံးနေဘူးသူဘုစေသူနဲ့အသေးတဲ့နဲ့အောင်မကျင်နာပူကချစ်စိတ်နဲ့တွေ့တာမိချင်းခွဲခွာရခြင်းတစ်ချိန်နဲ့ဖြစ်လာခဲ့ပါပြီချစ်သူနှစ်ဦးရဲ့အလွန်တွေမင်းသိတဲ့စီနေစေရွှေလီရဲ့မြေတစ်ခု